beginner တွေပထမဆုံး premium ဖို့ဘယ်လိုရှာမလဲဆိုတဲ့နီလန်းတချို့ကိုကျွန်တော်စုခဲ့မှုတဲ့ပုံစံလေးမျှဝေပေးသွားမှာဖြစ်ပါတယ် Albion game ကိုအခုမှစ try ကြမဲ့ beginner တွေအတွက် game ရဲ့တိဆောက်ပုံနဲ့ economy ကကြမ်းတမ်းလွန်းပါတယ်ဒါမဲ့ယနေ့ Albion မှာ pre ကစီးရှိတဲ့လောက် silver fine ရတာလေလွယ်ကူလာပါတယ်ကျွန်တော်စဆော့တုန်းက premium တန်ဖိုး18 million ပတ်ဝန်းကျင်မှာဖြစ်ခဲ့ပါတယ်အဲ့ဒီတုန်းက0 to hero YouTube video တွေကတကယ်ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပါတယ်လက်ရှိမှာကြအရင်လောက် silver fine ရတာမခက်ပါဘူးယနေ့ premium တန်ဖိုးက silver 49 million နာမှာရှိပါတယ် premium ဖို့တစ်လအချိန်ယူပြီးဖမ်းမယ်ဆိုတစ်ရက်ကို2 million နီးပါးရှာရပါမယ်တစ်လကကြာတယ်ဆိုပြီး brother ကဒီ game ကိုအချိန်ပေးနိုင်ပါတယ်ဆိုရင်10ရက်လောက်နဲ့ farming space ရှာရမယ်တစ်ရက်ကို brother လူအချက်အသားတင်5 million မြတ်နေဖို့လိုပါတယ် guild နဲ့အတူ group တန်ချင်းကတ်လိုက်တာတို့ tracking လိုက်တာတို့ကအချိန်ပေးရင်ပေးသလောက် profit ထွက်ပါတယ် black zone မှာမကုန်းပါစီနေကျွန်တော်က solo player မှုရေလို့ဆုံးမှာပဲဖမ်းကျင်နေဆိုရင်ဂီတာလုံးထက် fishing ရှိပါတယ် fishing ကရေလို့ဆုံးမှာထိုင်များနေရုံနဲ့တစ်နာရီကို1 million လောက်ထိ profit ထွက်နိုင်တာမို့9နာရီလောက်များနိုင်ရင်တစ်ရက်ကို5 million လောက်တာခဲ့နိုင်ပါနောက်ဆုံးအကြံပေးချင်တာက red zone မှာဖြစ်တဲ့ faction warfare ကံပါ faction warfare အကြောင်းကိုတော့အရင်ဗီဒီယိုမှာတင်ထားတာဖြစ်လို့တွားကြည့်ပြီးလေ့လာလို့ရပါတယ်ဗျ fishing အကြောင်းတစ်စိတ်တစ်စောင်းကိုသိချင်နေဆိုရင်ကျွန်တော်ကနောက်ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်လို့ comment မှာမှန်ခင်ရင် follow ပေးကြပါအောင်ဗျ